ဥစွာဘုရားခင်ကျေးဇူးတော်ကိုထူးဝဲချီးမွမ်းပါတယ်နေ့တိထက်မှာကောင်းဆိုပို့ဆောင်ပေးတဲ့ဘုရားရှင်နာမတော်တာ၍ဘုန်းကြီးပါစေချစ်တော်ဓမ္မမိတ်ဆွေများတယောက်စီတိုက်ဒီလဲနေ့တိထက်မှာကောင်းချီးမင်္ဂလာများခံစားကြပါစေလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ဘုရားသားသမီးဖြစ်ကြတဲ့ကျွန်တော်တို့ဟာနေ့တိထက်မှာဘယ်လိုရှောက်လန်းကြမလဲဘယ်လိုခရီးဆက်ကြမလဲဘယ်လိုပြေးကြမလဲကျွန်တော်တို့ရဲ့ပန်းတိုင်ဟာပါလဲကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြရအောင်ဟေဘရဲခန်းကြီး7အပိုင်းငယ်1နဲ့2ကိုကြည့်တဲ့အခါမှာခမည်းတော်ရှောက်ရမယ့်လမ်းခရီးခမည်းတော်ပြေးရမယ့်လမ်းခရီးတခင်ယေရှုကိုစစ်စစ်ကြည်စုပြီးမှပြေးပါတခင်ယေရှုကိုစစ်စစ်ကြည်စုပြီးမှရှောက်ပါလို့ညွှန်ကြားထားတာတွေ့ရပါတယ်အာမင်ကျွန်တော်တို့တယောက်စီတိုင်းဟာဒုက္ခပေါင်းများစွာကြုံရနိုင်ပါတယ်ပြဿနာအမျိုးမျိုးကြုံရနိုင်ပါတယ်အခက်ခဲပြဿနာအမျိုးမျိုးကြုံရနိုင်ပါတယ်သူတစ်ပါးရဲ့ကဲ့ရဲ့ခြင်းတွေပြစ်တင်ခြင်းတွေပြည့်ရဲ့ပြုခြင်းတွေပုတ်ခါခြင်းတွေပြစ်ပယ်ခြင်းတွေအမျိုးမျိုးကြုံရတတ်ပါတယ်ထို့သောပြဿနာတွေကြုံရပေမဲ့အနောက်ကိုမဆုတ်ဘဲနဲ့အရှိကိုပဲခရီးဆက်ကြပါစို့လို့ဘုရားခင်နှုတ်ပတ်တော်အပြင်ခွန်အားပေးချင်ပါတယ်ကျွန်တော်တယောက်တည်းအရှိကိုရှောက်မှာမဟုတ်ပါဘူးမိတ်ဆွေနဲ့အတူကျွန်တော်လည်းခရီးဆက်မှာဖြစ်ပါတယ်လို့အနောက်ဆိုရင်ဘာဖြစ်လာမလဲဆိုတာတမန်ကျမ်းစာမှာပူပွင့်လင်းလင်းဖော်ပြထားပါတယ်ကပ္ပဦးကျမ်းအခန်းကြီး19ကျွန်တော်တို့ကြည့်တဲ့အခါမှာလောတမိမဟာစားတိုင်ဖြစ်သွားတယ်ဆိုတာတွေ့ရပါတယ်လောကစီစီတွေကိုမဲ့မောခြင်းအဖြစ်တတ်မဲ့ခြင်းအဖြစ်သူ့ရဲ့တကုံလုံးဟာစားတိုင်ဖြစ်ခဲ့ရပါတယ်ဘုရားသခင်ဟာကဘာပေါ်မှာမဖြစ်စဘူးတဲ့နမိတ်လက္ခဏာကိုလောတမိမပေါ်မှာတက်ရောက်စေခဲ့ပါတယ်ဒီအချင်းအရာဟာကျွန်တော်တို့တေခါစာယူဖို့ဖြစ်ပါတယ်အရှိကိုပဲမလျှောက်ပဲနဲ့တခင်ရှုကိုပဲမကြည့်ရှုပဲနဲ့နောက်ဆုံးမယ်ဆိုရင်ဘာဖြစ်လာမလဲဆိုတာကိုသင်ခန်းစာယူဖို့ဖြစ်ပါတယ်အာမင်ကျွန်တော်တို့အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ပန်းတိုင်ဟာအလွန်တန်ဖိုးရှိပါတယ်အရှိမဘာတွေပြင်ဆင်ထားတယ်လဲတန်ဖိုးရှိတဲ့စီးစိမ်တွေဝမ်းမြောက်ခြင်းတွေကြမ်းမာခြင်းတွေပြည့်စုံခြင်းတွေညီတဲ့ခြင်းတွေဘုရားသခင်ပြင်ဆင်ထားပါတယ်ထိုပန်းတိုင်ကိုအရောက်သွားဖို့သခင်ယေရှုကိုစစ်စစ်ကြည်စုကြပါစို့ဣသရေလလူမျိုးတွေဟာခန္ဓာပြေကိုဝင်စားပြီးမှကောင်းချီးမင်္ဂလာတစ်ခုပြီးတစ်ခုသိမ်းယူတကယ်တော့စီးစိမ်ဥစ္စာတစ်မျိုးပြီးတစ်မျိုးသိမ်းယူတကယ်တော့ကျွန်တော်တို့လည်းသိမ်းယူကြရအောင်အာမင်ကျွန်တော်တို့နောက်ဆုံးရင်ဘာဆက်ဖြစ်လာမလဲဆိုတာကိုတမန်ကျမ်းစာမှာပူပွင့်လင်းလင်းဖော်ပြထားတာကျွန်တော်တို့တွေ့ရပါတယ်ယေရမိအခန်းကြီး40နဲ့အပိုင်ငယ်19ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအနောက်ဆုံးသောသူတွေကိုဘာဖြစ်လာမလဲလို့ဘုရားသခင်ကယေရမိအားဖြင့်ဖော်ပြထားပါတယ်နံပါတ်1ကယန်သူဘေးအားဖြင့်ဒုက္ခရောက်မယ်တေလဲတည်နိုင်တယ်နံပါတ်2ကငတ်မှုချင်းခေါင်းပါခြင်းအဖြစ်ဒုက္ခရောက်မယ်တေလဲတည်နိုင်တယ်နံပါတ်3ကကာလနာဘေးချင်းအဖြစ်ဒုက္ခရောက်မယ်တေလဲတည်နိုင်ပါတယ်ဒီအရာဘုရားသခင်ကိုယ်တိုင်ယေရမိကိုအသုံးပြုခြင်းအဖြစ်မွဲ့ဆိုထားတဲ့စကားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ယန်သူဘေးအားဖြင့်ငတ်မှုချင်းခေါင်းပါခြင်းဘေးအားဖြင့်ကာလနာဘေးအားဖြင့်တိတ်ခြင်းပါသလားဒုက္ခရောက်ခြင်းပါသလားမတိတ်ခြင်းဒုက္ခမရောက်ခြင်းအရှိကိုပဲကျွန်တော်တို့ခရီးဆက်ကြရအောင်အာမင်အရှိမဘုရားခင်ပြင်ဆင်ထားတဲ့ဝမ်းမြောက်ခြင်းတွေကျမ်းမာခြင်းတွေကောင်းချီးမင်္ဂလာတွေကြွယ်ဝခြင်းတွေချမ်းသာခြင်းတွေညီတဲ့ခြင်းကောင်းချီးမင်္ဂလာတွေမြောက်များစွာပြင်ဆင်ထားပါတယ်ထိုပန်းတိုင်ကိုရောက်အောင်ကျွန်တော်တို့အတူတကွခရီးဆက်ကြပါစို့ခရီးဆက်တဲ့အချိန်မှာဘာကိုကြည့်စုပြီးမှခရီးဆက်ရမလဲကျွန်တော်တို့ကိုအမြဲကယ်တင်ပေးတဲ့သခင်ယေရှုကိုစိတ်ကြည့်စုပြီးမှခရီးဆက်ကြရအောင်လို့နှုတ်ကပတ်တော်အဖြစ်ဝင်ကတက်တေခံ
ape no so chimare. The Yoshidai, Niti Tema, Conchimigla, Kasaja Basi. Amen.